မင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒဝဲပြည်သူ့ကကွယ်ရေးတပ်ဖွဲ့ဒဝဲတစ်ဖက်တီဒီကိုတေကေကြီးဆံမြောက်ဝယ်ယူနိုင်ရအတွက်ထိုင်းနိုင်ငံရောက်အောက်ကိုတော်လန်နေဦးတော်လန်အဖွဲ့မှဦးကြီးထောက်ပံ့ပေးသောထိုင်းဘန်ငွေ1500ဘတ်အောင်2025ခုနှစ်နှစ်လပိုင်း3ရက်နေ့တွင်ကျွန်တော်တို့တပ်ဖွဲ့မှလက်ခံရရှိပါကြောင်းအသိပေးအပ်ပါသည်ခုလိုမျိုးဦးကြီးထောက်ပံ့ပေးသောအောက်ကိုတော်လန်နေဦးတော်လန်အဖွဲ့အားသူပဲကျေးဇူးတင်ရှိပါကြောင်းထပ်မံပြောကြားလိုပါတယ်ခင်ဗျာတော်တို့ဒီတပ်ဖွဲ့တီလက်ဒီကူလူလူကြီးအပိတ်ထောက်ပံ့မှုဖြင့်ရည်တည်နေသောအဖွဲ့အစည်းတစ်ခုပြည့်၍စစ်အာဏာရှင်စနစ်အပြီးတိုင်ကြရှုံးပြီးဖက်ဒရယ်စစ်မှန်ရရှိသည့်အထိဆုံးထိလက်နက်ကိုင်တပ်ဖွဲ့ဝင်သွားမည်ဖြစ်၍ဒီတွင်ပြည်ပမှတပ်ဖွဲ့တပ်သားများနှင့်အလူရှင်များနေနဲ့လည်းဆက်လက်ဝန်ရန်ကူညီထောက်ပံ့ပေးကြပါလို့ဆလောင်းတောင်းဆိုပြရစေခင်ဗျာကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာကျေးဇူးပါ